လုံးတနေ့လေးကြာရင်ပြန်ရမယ်ပြင်ဆင်နေသူဟာယေရှုပဲကိုဝိညာဉ်နေရလေထာဝရကောင်းကင်ဘုံမှာအသင်းရှိတယ်ကြိုးစုံနေသူဟာယေရှုရှင်တို့များရဲ့ကယ်တင်ရှင်လူသားတိုင်းအပြင်းရဲ့မှာကဲလို့သူပိုင်ဆိုင်နေသူဟာယေရှုပဲတို့များရဲ့ဝိညာဉ်တွေထာဝရကောင်းကင်ဘုံမှာသိမ်းထားမယ်ပြောဆိုင်ရဆိုင်အိမ်တော်နာမှာပြုံးကလေးနဲ့စီကြူလေးတို့အားလုံးတနေ့နေ့ကြာရင်ဆုံးအောင်မယ်ဘူပန်ကိုရိုးစရာမလိုတော့ဘူးချီးမွမ်းရွေးချီးဆိုပြီးဦးဆွေးမျက်ရည်ကိုတော့သုံးပေးမိအားရနေနောက်ကလာထိုနေရကျွန်တော်တို့တွေ့လိမ့်မည်အားရနေနောက်ကလာထိုနေရကျွန်တော်တို့တွေ့လိမ့်မည်ချိန်တိုင်းတွေကောင်းတဲ့မျက်လုံးနဲ့ဒီပါချီတဲ့အလေလာသူတို့အားလုံးတနေ့လေးကြာရင်ပြန်ရမယ်ပြင်ဆင်နေသူဟာယေရှုပဲတို့ဝိညာဉ်နေရလေထာဝရကောင်းကင်ဘုံမှာအသင်းရှိတယ်ကြိုးစုံနေသူဟာယေရှုရှင်တို့များရဲ့ကယ်တင်ရှင်လူသားတိုင်းအပြင်းရဲ့မှာကဲလို့သူပိုင်ဆိုင်နေသူဟာယေရှုပဲတို့များရဲ့ဝိညာဉ်တွေထာဝရကောင်းကင်ဘုံမှာသိမ်းထားမယ်ပြောဆိုင်ရဆိုင်အိမ်တော်နာမှာပြုံးလေးတဲ့စီကြူလေးတို့အားလုံးတနေ့နေ့ကြာရင်ဆုံးအောင်မယ်ဘူပါကိုရိုးစရာမလို